ဘာလို့လို့ ဟာဗျာအမေသမီးရဗျာခုရပိုင်းတောက်ကြမ်းမှန်ပြီးပြဿနာရှာဘလို့ပြပြအစင်ကိုပြေနိုင်နေမရှိဘူး အဲ့ဆိုမေချန်တစ်ခုပေးမယ်တာကြီး ဟာပြောနေပါ့ ဒီမှာတည်းဟာ ဟမ် ကျင်းတယ်တာရဲ့ အဲ့မြောက်ပြော အေးဘောမြောက်ပြောလိုက်ပေါ့သူတို့ကြိုက်တယ်အဲ့လိုပါချင်တာ အဲ့လို အေး မင်းကဒီနေ့နင်းလိုက်တာတော်တော်ကောင်းနေတယ်ဟောရရှိမင်းမဟင်းလဲရဒီနေ့လေတော်တော်အဆက်ဟပ်တယ်အဲ့ဒါ ရှင်ကျမကိုရွဲ့နေတာလား ဟုတ်တယ်မင်းမလေဒီမှာမင်းမဟင်းလဲရဒီနေ့တော်တော်ကောင်းတယ်လို့အရသာလေးတော်တော်ရှိနေပြီဆိုရဲမြင်နေတော့မင်းမချီးကျူးလာတယ် ဒီနေ့မှကောင်းတယ်တော့ခါရမကောင်းဘူးဟမ်ဒီနေ့မှထူးထူးခြားခြားတွေရှင်ကကောင်းတယ်လို့ပြောနေတာကြောက်တိပြီဒီနေ့ကရှင့်ရဲ့ငယ်ကျွမ်းဆိုရင်နှင်းတစ်ခွက်နားပို့ထားတာကြောက်ချက်တာမဟုတ်ဘူး